ဟုတ်ဗျာတပည့်တော်မေးကြလေးတပည့်တော်မေးပါဗျာဟိုကလေးတွေကလည်းတိတ်မတည်တဲ့ကလေးတွေပါတယ်တပည့်တော်လည်းမရနဲ့ခေါ်တော့တိတယ်ဟုတ်ကဲ့ဗျာတပည့်တော်လည်းနာတော့စာလည်းဖတ်ထားတယ်ဆိုတော့ဟုတ်ကဲ့တချို့ကြတော့လည်းဟိုမသိတဲ့လူအစိမ့်သက်သက်တွေလည်းပါတယ်ဗျာဟုတ်ကဲ့တပည့်တော်ကမေးချင်တာတချို့ဗျာဘောခုဒီမိုးပြာအရာပေါ့ဗျာဟုတ်ကဲ့ပထမတပည့်တော်တို့ဒီဘက်ဟိုထေရဝါဒဘုန်းကြီးသုံးစွဲနေတဲ့ဝေယုံနေတဲ့အရာဟုတ်ကဲ့လည်းပြောပါမယ်ဟုတ်ကဲ့ဗျာဘုန်းကဘလို့ဒီမိုးပြရောင်မဟုတ်ဘဲနဲ့တခြားအနေအဝါအနှိမ့်ရှိမှာဗျာအဖြိုရှိမှာဗျာအဝါရှိမှာဗျာတခြားအစိမ့်တွေဘာလို့ရှိမှာဗျာအဲ့ဒါတွေမရွေးချယ်ပဲနဲ့ဘာဖြစ်လို့ဒီမိုးပြအယောင်လေးကိုရွေးချယ်ရတယ်လဲဘယ်လိုအဒီဥစ္စာလေးကဟာဖြစ်တယ်လဲအဲ့ဥစ္စာလေးကိုတပည့်တော်တူတူပြောရမှာပေါ့ဒါလဲခတ်တူတူလေးပါဗျာတပည့်တော်သူတို့ကြောင့်ပါတယ်တကယ်ကတော့ကျုပ်ကသူတို့နဲ့တော့တူအောင်ပုံမှန်နေတော့မယ်တူအောင်ပုံနေတော့မယ်ဆိုရင်ဒါပဲလို့ဝတ်မလဲဒီလိုမျိုးဟုတ်လားဆရာလေးတော်ကြီးတွေဆိုတာရှင်းကြတယ်လို့ကျုပ်တို့ဖျားပွင့်တာကနေပေါင်း2000နဲ့5600ကုန်သွားပြီလေဒါအဲ့တော့သိရှိကြတာဆိုတော့ခုခေတ်လောက်ထိတာဖျားရှိသေးဖျားတော့အဲ့လိုလေလို့ဝတ်နေမှာမဟုတ်တော့ပါဘူးပေါ့အဲ့တော့ကျုပ်တို့ဗမာတွေပဲဗျာခင်ဗျားတို့တော့မိလိုက်မလားမသိပါဘူးအမျိုးသမီးတွေဘယ်လိုထမိန်ဝတ်တယ်လဲမျိုးသားတွေဘယ်လိုစိုးဝတ်တယ်လဲဟုတ်တော့ကဲအငိတ်နေဘာတွေကတဲ့ခါမှာအမျိုးသမီးတွေဝတ်တဲ့ထမိန်တွေကအခုထမိန်နဲ့တူရဲ့လားအမျိုးသူတို့အငိတ်ကတဲ့အခါမှာလူရွှေတော်တွေဝတ်တဲ့ပစိုးတွေကအခုလူတွေဝတ်တဲ့ပစိုးတွေတူရဲ့လားအဲ့ဘာဖြစ်လို့လဲနော်ခေပြောင်းသွားလို့နော်ကျုပ်တို့ဗမာခေကလေးနှစ်ကလေး1000လောက်ရှိသေးတာဗျဟုတ်နော်နှစ်ကလေး1000လောက်အတွင်းထဲမှာပဲကဲတောင်ရှိပစိုးကြီးဖို့သေးလို့လားဗျဟိုကြတော့ကျုပ်တို့ငယ်ငယ်တော့ကျုပ်တို့ရွာမှာတောင်ရှိပစိုးဝတ်တဲ့သူကြီးတွေ3-4ယောက်လောက်ကိုကျုပ်တို့ကတွေ့ရသေးတော့ရှိသေးတယ်ဗျခင်ဗျားတို့ဆိုတော့တွေ့ဘူးကြပါတွေ့ဘူးမှာနော်ခင်ဗျားတို့အသက်ငယ်တာတစ်ချက်ခင်ဗျားတို့ကနည်းနည်းပို့ပြီးတော့အင်္ဂလိပ်နဲ့စပ်ပြီးတကလားနီးစပ်တာတစ်ချက်ပေါ့ဗျာအဲ့တော့မှပြင်ပြီးတကလားအဲ့လိုမဆိုးဖို့တဲ့သူခင်ဗျားတို့အရာမှရှိတယ်မှရှိတော့ပါဟောကျွတ်တို့အညာပါတော့ကျွတ်တို့ခေတ္တမှာရှိသေးတယ်ပေါ့နော်ထမိန်ကလည်းပဲရှိသေးတယ်ဗျအဲ့2ယောက်3ယောက်လောက်တွေ့ဘူးတယ်ကြုံလဲတာဟုတ်တော့အဲ့သူတို့ထမိန်ကြီးတွေကတခါအပြန့်ကြီးတွေပဲဗျာထမိန်ကြီးတွေပေါ့နော်အဲ့ခင်ဗျားတို့ဆိုဗျာထမိန်ဝတ်တာတွေ့ဘူးမဟုတ်ပါဘူးနော်အေးဟုတ်တယ်ဒါနေ့ကလေး1000လောက်အတွင်းထဲမှာတောင်မှဒီဝတ်ပြောင်းသွားတယ်ခင်ဗျားတို့အင်ကြီးတွေတို့ဘာတွေတို့ပြောင်းကြတာတွေဆိုရင်လဲတကယ်ကိုအခုခေတ်ပါဆိုရင်မပြောင်းဘူးလားဟောတမျိုးပြောင်းဟောတမျိုးပြောင်းနေတာပဲမဟုတ်လားအဲ့ဒါဘာလို့ပြောင်းတာတော့ဆိုရင်တော့အမှားတော့ကိုအေးကာကွယ်ဖို့အပူကာကွယ်ဖို့ဟုတ်တယ်မလားနော်မက်တီချင်းနေရင်နေကာကွယ်ဖို့အတွက်အဝတ်ဆိုတာဝတ်ကြရတာမဟုတ်လားအဲ့လိုဝတ်တဲ့အခါမှာဘယ်လောက်ပေါ့ရော့နဲ့ဘယ်လောက်ကာကွယ်ပေးနိုင်တဲ့အနေအထားရှိတဲ့ဟာပဲစီကိုချုပ်နိုင်လာပြီဆိုရင်အဲ့ဒါပဲဝတ်ကြတာမဟုတ်လားဗျာဟောအဲ့ဒါကနေပြီးတော့ဖះခုနေရှိလာရဲ့ဒီဝတ်တော်မှဒီလိုဝတ်တာလို့ဟုတ်ပါမဟုတ်တော့ပါဘူးပေါ့အဲ့တော့ငါလည်းတို့နဲ့ခွဲပြီဆိုမှတော့ဖြင့်ခွဲတော့ဖြင့်အဲ့လေးပဲဟုတ်လေးတော့ဆက်ကြီးတဲ့ဟာကြီးတွေကိုဝတ်တော့ဟုတ်ကွာလို့ငါတော့ဒီလိုပဲဝတ်တော့ပဲဆိုပြီးတော့ကျုပ်ကတော့ဝတ်လိုက်တာပါဗျာအဲ့လိုဝတ်တော့ဘယ်လိုအယောင်ဝတ်မလဲပေါ့သူတို့နဲ့မတူတဲ့အဝတ်တယ်လို့မတူတဲ့အယောင်တော့ငါမဝတ်တော့ပါဘူးပေါ့အဲ့လိုဆိုဘယ်လိုအယောင်ဝတ်မလဲဆိုတော့မိုးပြအယောင်ဝတ်လိုက်တော့မယ်လို့အဲ့လိုစိတ်ဖြစ်တာပေါ့ဗျာဒါပါပဲဗျာနော်ဆိုလိုတာကတော့မိုးပြအယောင်ဟာဖះနဲ့မတော်ဘူးလားပဲဖះမိုးပြအယောင်လည်းဝတ်နိုင်တယ်လို့ပြောတယ်ဟုတ်နော်အဲ့လိုပဲရွှွန့်ရောင်လည်းဝတ်နိုင်တယ်လို့ပြောတယ်အနက်ရောင်လည်းဝတ်နိုင်တယ်လို့ဟုတ်ဝီနီးပါဠိတော်ထဲမှာကိုပါဠိတော်ဆိုတာဝီနီးငယ်4000ထဲမှာဆိုတကယ်ပါတယ်ပေါ့နော်သိက္ခာပုဒ်တွေထဲမှာဟိုအဲ့သိက္ခာပုဒ်တပုတ်ပါတယ်အဲ့လိုဝတ်လာတာလို့ဆိုတဲ့ခါကျတော့ဟောဖះတကယ်တော့ဘု து ဖြူရဲ့ဒါအယောင်တွေကိုလည်းပြောမနေဘူးဝတ်တွေကိုလည်းပြောမနေဘူးအခုကိုရီးယားကဘုန်းကြီးတွေ
ဟုတ်တော့တရုတ်ကဘုန်းကြီးတွေဂျပန်ကဘုန်းကြီးတွေဝတ်ကြတာတွေကတစ်မျိုးတွေပဲနော် တင်ပါ ကျွတ်တို့အဲ့ဒါတွေကိုအတူခိုးပြီးဝတ်တာတော့မဟုတ်ဘူးဗျနော်ကိုယ့်ဘာသာကိုယ်စိတ်ကူးနဲ့ဝတ်လိုက်တာပါလို့သူတို့ပြောရပါဗျာနော်အဲကြောင့်မို့လို့ဒီဟာတူတာမတူတာအောင်မှမိပြီးဒီကလာကျွတ်တို့ဟိုဒါဒီယူဆကိုလိုက်နေပါမဟုတ်ပါဘူးလို့အဲလူစိတ်ကူးနဲ့ဝတ်လိုက်တာပါဗျာလို့ပြောရပြရတယ်နော်ဒါတော့ပဲပြောလိုက်တော့ဗနာတက်ကဘာစားခဲ့ကြလဲ မနေ့ကသမင်းစားလာတယ်ဗျာဒီလိုဟိုချက်လာ ခင်ဗျာ ကားပေါက်စားလိုက်တယ် 3 နာရီလောက်ကကလေးစားလာခဲ့ကြတာလား မဟုတ်ဘူးဗျာ လမ်းကြောင်ပါလေ ဩလမ်းကြောင် ရန်ကုန်ကျမှစားတာဗျာ ဩရအောင်ကြပါစားလားဟုတ်ပြီကဲဟုတ်ပြီဒီကြတော့ထမင်းစားကြတော့နော် တင်ပါဗျာ ခင်ဗျားတို့လည်းထမင်းစားကြကျတို့လည်းရေချိုးပြီးဆွတ်စားမယ်ဆွတ်စားပြီးတော့လည်းခင်ဗျားတို့မပြန်ခင်လေးမှာပြောကြသေးတာပေါ့စကားနဲ့တပါပါနော်ဟုတ်ပြီဘာဖြစ်လို့လဲလို့ဆိုတဲ့အခါကျခင်ဗျားတို့ကလည်းဟို3 နာရီရောက်ထွက်လာတာဒီကို10 နာရီလောက်မှရောက်လာတယ်လို့ဆိုတဲ့အခါကျတော့9 နာရီလောက်လာရတယ်လို့ပြောကြတယ်နော်ခင်ဗျားတို့ရွာတဲ့ဒီနဲ့ဆို9 နာရီလောက်လာရတယ်ပေါ့နော်9 နာရီလောက်ဆိုညနေဆိုလည်းခင်ဗျားတို့ကတခါ9 နာရီလောက်ကြာအောင်ပဲပြန်ရမှာပဲအဲ့လိုပြန်ရတဲ့အခါကျတော့9 နာရီလောက်ရှိလို့ရှိရင်9 နာရီလောက်မောလဲအိမ်ရောက်ဆိုအဲ့ခါမှာတိတ်ကြီးရင်းနဲ့နေလို့မကြိုက်ဘူးလေ တင်ပါ ကိုအိမ်ရောက်တာပေါ့နော်အဲ့လိုဆိုတော့ဒီကလည်းပဲနိုင်လောက်ပြားပဲဆိုတော့ခင်ဗျားတို့စိတ်မှန်ထားကြနော်အဲ့လိုဆိုတော့လေခင်ဗျားတို့အဲ့ဒါလည်းစီစဉ်နေပါပေါ့နော် တင်ပါ